မင်္ဂလာပါတမိုင်းနဲ့အမှန်တရားအစီအစဉ်ကနေအားလုံးကိုနှွေးနှွေးထွေးထွေးကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တို့ပြောပြသွားမှာကတော့အရှိတောင်အာရှသမိုင်းမှာအရန်ကိုနာမည်ကြီးတဲ့ဘုရင်တစ်ပါးဖြစ်တဲ့ဘုရင်နောင်ကျော်ထင်နရထအကြောင်းပဲဖြစ်ပါတယ်ဗျာလူတွေကသူ့ကိုအရက်စမစ်နာအောင်နိုင်သူလို့ပဲထိကြပြီးမြဲအဲ့ဒီအောင်ဖွဲတွေရဲ့နောက်ွယ်မှာရှိနေတဲ့မှောင်မိုက်တဲ့အမှန်တရားတွေတွေးစွန်းခဲ့တဲ့လမ်းကြောင်းတွေကိုတော့သိမပြောကြဘူးဗျာဒီ1550ခုနှစ်မှာတောင်ကိုမင်းဆက်ရဲ့ဘုရင်တပင်းရွှေထီးဟာမွန်အမတ်တယောက်ရဲ့လောက်ကျန်မှုကိုခံလိုက်ရပြီးနောက်မှာတနိုင်ငံလုံးဟာဖျို့ဖျဲဖြစ်ကုန်တာပေါ့ဗျာအဲ့ဒီအချိန်မှာဘုရင်နောင်ဟာစစ်တူကြီးဘဝနဲ့ရှိနေခဲ့တာဗျာဒူးရှိမှရှိနေတာကပျို့ကွဲနေတဲ့တိုင်းပြည်နဲ့အချင်းချင်းတက်ဖြတ်နေကြတဲ့မြို့စားနေစားတွေပဲရှိတာပေါ့ဒါပေမဲ့ဘုရင်နောင်ရဲ့စိတ်ထဲမှာတော့အရင်ကဘုရင်တွေထက်ပိုကြီးမားတဲ့အိမ်မက်တစ်ခုရှိနေတယ်ဗျာအဲ့ဒါကတော့တလောကလုံးကိုစုံမှုမဲ့စัจ java တေးမင်းထီချင်းနဲ့အာတီတာမယ်ဖြစ်ပါတယ်ဗျာသူဟာအာနာကိုပြန်ရဖို့အတွက်ဘလောက်ထိရက်ဆက်ပြမလဲဘလို့နိုင်ငံရေးကစားခွက်တွေကိုတုံမလဲဆိုတာကတော့တခေကိုစိတ်ဝင်စားဖို့ကောင်းနေဗျာတပင်းရွှေထီးနဲ့ရွာဆိုင်ပြီးနောက်မှာဘရင်တောင်ဟာသူပိုင်ဆိုင်တဲ့စစ်တီအနှဲငယ်နဲ့တောင်ကူမြို့ကိုပြန်သိမ်းဖို့စ조사ရတာပေါ့ဗျာအဲ့ဒီအချိန်မှာသူ့ညီဖြစ်တဲ့မင်းခေါင်ကတောင်ကူကိုစိုးမိုးထားတာဗျဘရင်တောင်ဟာသွေးသားရင်းချားဖြစ်ပေမဲ့အာနာအတွတ်ဆိုရင်တော့ဘာကိုမှညတာမှမဟုတ်ဘူးဗျသူဟာမြို့ကိုဝိုင်းထားပြီးရိတ်ခါဖြတ်တဲ့နီလန်းကိုသုံးခဲ့တယ်ဗျမြို့ထမ်းမှာငတ်မွတ်ခေါင်းမမှုတွေချစ်လာအောင်လုပ်ပြီးလူတွေရဲ့စိတ်ဓာတ်ကိုရိုက်ချိုးလိုက်တာပေါ့နောက်ဆုံးမှာတောင်ကူကိုရခဲ့ပေမဲ့ဒါဟာအစပဲရှိသေးတယ်ဗျသူ့ရဲ့အဓိကရန်သူကတော့ဟန်တာဝရီကိုစိုးမိုးထားတဲ့တမင်ထိုးချင်နေတာဗျဘရင်နောင်ဟာစစ်တိုက်တဲ့နေရာမှာတတိရှိုံတယ်မကဟုစိတ်တက်စစ်စင်ကြီးကိုလည်းကျွမ်းကျင်တယ်ဗျသူဟာရန်သူတွေကြောက်လန့်သွားအောင်ဖမ်းမိတဲ့သူ့ပုံတွေကိုလူပုံအလဲမှာရက်ရက်ဆက်ဆက်ကွက်မြက်ပြတာမျိုးမီးတိုက်တာမျိုးတွေကိုလုပ်ခဲ့တယ်ဗျဒါဟာလူတွေကိုသူ့ကိုကြောက်အောင်လုပ်တဲ့နီးလန်းပေါ့ဗျဘရင်နောင်အတွက်ကတော့ငင်းချမ်းရေးဆိုတာလက်နက်နဲ့အကြောက်တရားအောက်မှာပဲရှိရမယ်လို့ယုံကြည်ထားတာဗျအဲ့ဒီအချိန်ကစပြီးသူဟာသွေးနဲ့တန်ကိုသုံးပြီးအင်ပါယာကြီးကိုစတင်တိဆောက်ခဲ့တာပေါ့ဗျာသွေးနဲ့တန်ဆိုတာမွန်ပြည်နယ်တွေအတွက်တင်မဟုတ်ဘူးဗျာဘရင်နောင်ရဲ့မျိုးလုံးတွေကအထက်မြမပြည်ကအင်းဝါစီကိုရောက်နေပြီဗျာဒီ1555ခုနှစ်မှာဘရင်နောင်ဟာအင်းဝါကိုတိုက်ခိုက်ဖို့ပြင်ဆင်တော့တာပဲအဲ့ဒီအချိန်မှာအင်းဝါကိုရှမ်းစော်ဝါတွေကစိုးမိုးထားတာဗျာဒါပေမဲ့ဘရင်နောင်အတွက်ကတော့ဒါဟာနယ်မြေလူပွဲတွေမဟုတ်ဘူးဗျာသူကဘာသာရေးကိုနိုင်ငံရေးရအတုံးချတတ်တဲ့နေရာမှာတခဲကိုပါနာတယ်သူဗျာအင်းဝါကိုရောက်တဲ့အခါမှာရှမ်းစော်ဝါတွေရဲ့ရိုးရာဓလေ့တစ်ခုကိုသူကအကြောင်းပြချက်အဖြစ်သုံးခဲ့တယ်ဗျာအဲ့ဒါကတော့စော်ဝါတွေတည်ရင်သူတို့ရဲ့ကြွန်တွေဆင်းတွေမြင်းတွေကိုတတ်ပြီးအတူတူမြုပ်နှံတဲ့ဓလေ့ပဲဗျာဘရင်နောင်ကဒါကိုဗုဒ္ဓဘာသာနဲ့မညီညွတ်ဘူးဆိုပြီးအပြင်းထန်ကန့်ကွက်ပြတယ်ဗျာသူဟာအင်းဝါကိုသိမ်းပိုက်ပြီးတဲ့နောက်မှာအဲ့ဒီကြွန်တွေကိုအကုန်လွှတ်ပေးလိုက်ပြီးလူသက်ရစစ်ပူဇော်တာတွေကိုအပြတ်အသက်တားမြစ်လိုက်တာပေါ့ကြည့်ရတာတော့မေတ္တာကရုဏာကြီးရဲ့ဘရင်တစ်ပါးလိုပဲဗျဒါပေမဲ့အမှန်တကယ်တော့ဒါဟာရှမ်းစော်ဝါတွေရဲ့ဩဇာအာဏာကိုရိုက်ချူလိုက်တာပဲဗျသူတို့ရဲ့ရိုးရာကိုဖျက်ဆီးပစ်လိုက်ခြင်းအပြင်ရှမ်းတွေရဲ့စိတ်ဓာတ်ကိုသူ့ခြေပေါ်အောင်ရောက်အောင်လုပ်လိုက်တာပေါ့သူဟာစစ်တပ်နဲ့တည်းမဟုတ်ပဲဓမ္မဆိုတဲ့ခေါင်းစဉ်ကိုသုံးပြီးလူတွေရဲ့ယုံကြည်မှုကိုပါသိမ့်ပိုက်ခဲ့တာဗျဒါပေမဲ့ဒီလိုလောက်ရက်တွေရဲ့နောက်ွယ်မှာတော့သူ့ကိုစန့်ကျင်တဲ့သူမှန်သမျှကိုညာတာမှုမရှိပဲတတ်ဖြတ်ခဲ့တာတွေကတော့သမိုင်းမှာအရေးမဲကြီးလို့ရှိနေတာပေါ့ဗျအင်းဝါကိုရပြီးတဲ့နောက်မှာတော့သူ့ရဲ့အာဏာကပိုပြီးခိုင်မာလာတယ်ဗျရှမ်းပြည်နယ်တစ်ခုလုံးကိုသူ့ရဲ့လက်အောက်ခံဖြစ်အောင်တဆင့်ပြီးတဆင့်ဖိအားပေးရတာပေါ့ဘရင်နောင်ဟာသူ့ကိုယ်သူသာသနာပြုမင်းကြီးလိုဟန်ဆောင်ထားပေမဲ့တကယ်တမ်းတော့ဒါဟာတနိုင်ငံလုံးကိုသူ့ရဲ့အုပ်ချုပ်မှုအောက်မှာတသားတည်းဖြစ်အောင်လုပ်တဲ့စနစ်တကျကစားကွက်တစ်ခုပဲဖြစ်ပါတယ်ဗျအဲ့ဒီလိုရှမ်းစော်ဘွားတွေကိုသူ့ခြေဖွားအောက်ရောက်အောင်လုပ်ပြီးတဲ့နောက်မှာဘရင်နောင်ကသူ့ရဲ့အာဏာကိုတစ်သက်လုံးခိုင်မြဲသွားအောင်နောက်ထပ်အရန်ကိုပါနတ်ပြီးကြောက်စရာကောင်းတဲ့နီလန်တစ်ခုကိုသုံးလာပြန်တယ်ဗျာအဲ့ဒါကတော့စော်ဘွားနီရဲ့သားသမီးတွေကိုဟန်တာဝတီနေပြည်တော်စီခေါ်သွားပြီးတော့နန်းတွင်းပညာသင်ဆိုတဲ့ခေါင်းစဉ်အောင်မှာဓာစကန်အဖြစ်ထားတာပဲဗျာ
ဒါဟာကြည့်ရတာတော့စော်ဘွားသားသမီးတွေကိုမြင့်တင်ပေးသလိုလိုရှိပေမဲ့တကယ်တမ်းတော့စော်ဘွားတွေသူ့ကိုမပုံခံဝန့်အောင်သားသမီးတွေရဲ့အသက်နဲ့ချင်းချောက်ထားတဲ့သဘောပဲဗျာမိဘနဲ့သားသမီးကိုအဓမ္မခွဲကွာစေခဲ့တဲ့ဒီလူရဟာဘရင်နောင်ရဲ့အေးဆက်ဆက်နိုင်လာတဲ့နိုင်ငံရေးကစားကွက်တစ်ခုပေါ့ဗျာAD 1558ခုနှစ်ရောက်တဲ့အခါမှာတော့ဘရင်နောင်ရဲ့မျက်လုံးတွေကအရှေ့ဘက်ကဇင်မဲဆိုတဲ့လန်ဒါနိုင်ငံစီကိုရောက်သွားပြန်တယ်ဗျာအဲ့ဒီအချိန်ကဇင်မဲမှာမင်းဆက်မပြတ်ပဲရှုပ်ထွေးနေတာကိုသူကအခွင့်ကောင်းယူလာပေါ့သူဟာစစ်တီအင်အားသိမ်းချီပြီးတော့တောတောင်အထက်ထက်ကိုဖျက်ပြီးချီတက်ထဲတာဗျာဒီစစ်ပွဲမှာဘရင်နောင်ကစစ်သားတွေကိုတင်သုံးတာမဟုတ်ဘူးသူသိမ့်ပိုက်ထားတဲ့နေမီအသီးသီးကပညာရှင်တွေအတတ်ပညာရှင်တွေကိုပါအတင်းအဓမ္မစစ်ထဲဆွဲသွင်းပြီးသုံးခဲ့တာဗျစစ်ပွဲရဲ့တန်းကိုပြည်သူတွေကပဲခါးစည်းခံခဲ့ရတာပေါ့ဇင်မဲမြို့ကိုဝိုင်းထားတဲ့အချိန်မှာလဲသူဟာမြို့သားတွေကိုကြောက်လန့်တုန်လို့တော့အောင်နီးမျိုးစုံနဲ့ဖိအားပေးခဲ့တယ်ဗျာနောက်ဆုံးမှာတော့ဇင်မဲဟာဘရင်နောင်ရဲ့လက်အောက်ကိုကျသွားခဲ့ရတာပေါ့ဒါပေမဲ့သူကမြို့ကိုဖျက်ဆီးပစ်တာမျိုးမလုပ်ပဲဇင်မဲရဲ့အမှုပညာရှင်တွေပန်းကြီးဆရာတွေပန်းပူဆရာတွေကိုဟန်သာဝရီစီအကုန်ဖမ်းခေါ်သွားခဲ့တာဗျာဒါဟာယဉ်ကျေးမှုတွေကိုအတ္တမသိမ့်ပိုက်လိုက်တာပဲဗျာဇင်မဲရဲ့အလှအပတွေဟာဟန်သာဝရီမှာသွားပြီးပွင့်လန်းခဲ့ရပေမဲ့အဲ့ဒီနောက်ွယ်မှာတော့မိသားစုတွေကွဲကွာခဲ့ရတဲ့ငိုတန်းတွေကိုယ့်မြေကိုယ့်ရေကိုလွမ်းဆွတ်နေရတဲ့မျက်ရည်တွေနဲ့ပြည့်ရခဲ့တာဗျာဘရင်နောင်အတွက်ကတော့ဒါဟာအင်ပါယာကြီးရဲ့ဂုဏ်ချက်တည်းပေါ့ဒါပေမဲ့တာမန်ပြည်သူတွေအတွက်ကတော့သူတို့ရဲ့ဘဝတွေကိုအပိုင်းပိုင်းအစအဓမ္မအလူခံလိုက်ရတာနဲ့အတူတူပဲဖြစ်ပါတယ်ဗျာဇင်းမဲကပညာသီတွေရဲ့လက်ရာတွေဟာဟန်သာဝရီရဲ့နန်းတော်နေရန်တွေပေါ်မှာအသက်ဝင်လာပေမဲ့ဘရင်နောင်ရဲ့ရင်တွေကအာနာမီကတော့ပိုလို့တောင်တောက်လောင်လာတာဗျသူဟာဇင်းမဲတမကပဲအရှိဘက်မှာရှိတဲ့ယူရီးယားနိုင်ငံရဲ့ကြွယ်ဝမှုကိုပါမျက်စိကျလာပြန်တာပေါ့အဲ့ဒီအချိန်မှာယူရီးယားဘရင်မဟာချက်ကဖတ်စီမှာကြက်တီရေမင်္ဂလာနဲ့ပြည့်စုံတဲ့စင်ဖြူတော်ခုနှစ်စီးရှိတယ်ဆိုတဲ့သတင်းကဟန်သာဝရီအထိပြန့်နှံ့လာတာဗျရှေးလူကြီးတွေပြောလေရှိတဲ့စင်ဖြူရှင်ဆိုတဲ့ဖွဲ့ထူးကိုရဖို့ဆိုတာဘရင်နောင်အတွက်တော့စัจ java တီမင်ဖြစ်ဖို့လမ်းကြောင်းပဲပေါ့ဗျာဒါပေမဲ့ဒီစင်ဖြူတော်တွေဟာစစ်ပွဲကြီးတစ်ခုဖြစ်လာဖို့အတွက်အကြောင်းပြချက်ကောင်းကောင်းကြီးဖြစ်တော်တာဗျဘရင်နောင်ဟာယူရီးယားစီကိုယာသထန်ပို့ပြီးစင်ဖြူတော်နှစ်စီးတောင်းလိုက်တာပေါ့ဒါဟာတကယ်တော့မေတ္တာနဲ့တောင်းတာမဟုတ်ဖေငါ့ကိုအညံ့ခံမလားဒါမှမဟုတ်စစ်တိုက်မလားလို့ချိန်ချောက်လိုက်တာဗျယူရီးယားဘရင်ကညင်းလိုက်တဲ့အခါမှာတော့ဘရင်နောင်အတွက်စစ်ကြည်ညာဖို့လမ်းပွင့်သွားတာပေါ့ဗျာAD 1563ခုနှစ်မှာသူဟာဗမာမွန်ရှမ်းနဲ့ဇင်းမဲ့တပေါင်းစုကြီးကိုအင်အားအလုံးပြင်းနဲ့ချီတက်စေခဲ့တာဗျာဒီစစ်ပွဲမှာဘရင်နောင်ဟာစစ်တီတော်တင်းချီကိုအတုံးချခဲ့တယ်လို့အဲ့ဒီစစ်တီရဲ့ဘဝတွေဟာလေလမ်းခရီးမှာတင်အငတ်ပြီးနဲ့ယောဂပြီးတွေကြောင့်အတုံးအယုံထေခဲ့ကြရတာဗျာလမ်းခရီးမှာရှိတဲ့မြို့ငယ်လေးတွေကိုအင်အားနဲ့ဖိတိုက်ပြီးလူတွေကိုတတ်ဖြတ်ပစ္စည်းတွေကိုလူရက်ခိုင်းတာတွေဟာရန်သူကိုအကြောက်တရားသွင်းတဲ့နီးပြူဟာပေါ့ဗျာဘရင်တောင်ရဲ့တပ်တွေဟာအယူဒီယမြို့တော်နားကိုရောက်တဲ့အခါမှာတော့မြို့ကိုဝိုင်းထားပြီးလူသားတွေကိုမြေလံစနစ်နဲ့နှိပ်စက်တော်တာပဲဗျဘရင်တောင်ဟာသူ့ရဲ့ဖုံးတကိုးကိုပြဖို့အတွက်တာမန်ပြည်သူတွေရဲ့အသက်ကိုမျက်ပင်လောက်တောင်တန်ဖိုးမထားခဲ့တာဟာတကယ်ကိုထိတ်လန့်စရာပဲဗျစင်ဖြူတော်ကိုရဖို့အတွက်တွဲချောင်းစီးခဲ့ရတဲ့ဒီစစ်ပွဲဟာတမိုင်းမှာစင်ဖြူတော်စစ်ပွဲလို့နာမည်ကြီးခဲ့ပေမဲ့အဲ့ဒီနောက်ကွယ်မှာတော့လူပေါင်းများစွာရဲ့အသက်နဲ့ရင်းခဲ့ရတာဖြစ်ပါတယ်ဗျအယူရီးယားမြို့ရိုးပေါ်မှာအမြောက်တန်တွေတိတ်သွားပြီးနောက်မှာတော့မြို့တော်တစ်ခုလုံးဟာကြောက်လန့်တုန်လှုပ်မှုတွေနဲ့ဖုံးလွှမ်းသွားတာပေါ့ဗျာဘရင်နောင်ဟာအောင်နိုင်သူတယောက်ရဲ့အေးဆက်တဲ့အကြည့်တွေနဲ့ယူရီးယားဘရင်မဟာချက်ကရာဖတ်ကိုသူ့ရှေမှာဒူးထောက်စီခဲ့တာဗျာဒါဟာစစ်ပွဲတစ်ခုပြီးဆုံးသွားတာတွေမဟုတ်ဘူးဗျာယူရီးယားရဲ့ဂုံတိတ်ခါကိုခြေတော်ရင်းမှာနင်းချေပစ်လိုက်တာပဲဖြစ်ပါတယ်ဗျာဘရင်နောင်ဟာစင်ဖြူတော်၄စီးကိုတင်တင်ပိုက်ခဲ့တာမဟုတ်ဘူးဗျယူရီးယားရဲ့အနာဂတ်လို့တင်စားရမယ်မေသာလီဖြစ်နေရက်ဒါမှမဟုတ်နရီဆွန်ကိုပါဟန်တာဝရီကိုဓားစကန်အထက်အတင်းအဓမ္မခေါ်ဆောင်သွားခဲ့တာဗျဒီနေရာမှာဘရင်နောင်ရဲ့ရစ်ဆက်ပြီးပါးနတ်တဲ့နိုင်ငံရေးအုံနောက်ကိုမြင်နိုင်တယ်ဗျသူဟာခလင်းငယ်တယောက်ရဲ့ဘဝကိုနိုင်ငံရေးကစားကွက်ထဲမှာအသုံးချခဲ့တာဗျနရီဆွန်ကိုဟန်တာဝရီမှာကြီးပြင်းစေတာဟာယူရီးယားကိုသူ့လက်အောက်ကနေမယုံထွက်နိုင်အောင်
တန်ချီချင်းခတ်ထားလိုက်တာနဲ့အတူတူပဲပေါ့ဗျာမိဘတွေနဲ့ခွဲခွာရတဲ့ကလေးတယောက်ရဲ့စိတ်ဒဏ်ရာကိုသူကဂယုမဆိုင်ခဲ့ဘူးဗျာသူ့အတွက်ကတော့အင်ပါယာဤရဲ့တည်ငြိမ်ကြီးကပဲအဓိကပဲဖြစ်နေတာဗျာဒါတင်မကသေးဘူးဗျာယိုးရရဲ့အထင်ကပုဂ္ဂိုလ်တွေပညာရှိတွေနဲ့ဘရင်ဆွေမျိုးတွေကိုပါဟန်တာဝရီကိုဖမ်းခေါ်သွားတာဟာယိုးရနိုင်ငံကိုအသိပညာနဲ့ခေါင်းဆောင်မှုပိုင်းမှာလုံးဝကိုအားနည်းသွားအောင်လုပ်လိုက်တဲ့နီးဗျူဟာပဲဗျဘရင်တော်ဟာဟန်တာဝရီကိုပြင်ရောက်တဲ့အခါမှာတော့သူ့ရဲ့ဖုံးတန်ကိုပြကိုအတွက်သိမ့်ပိုက်လာတဲ့ရွှေငွေရတနာတွေနဲ့ဖျားเจ้าကန်တွေကိုမွမ်းမံတာတွေလုပ်ခဲ့တာပေါ့ဗျလူတွေကသူ့ကိုဘာသာနီးပြူမြင့်ကြီးလို့ချီးမွမ်းနေကြပေမဲ့အဲ့ဒီရွှေတွေအဲ့ဒီကြောက်တံပများတွေဟာတခြားနိုင်ငံတွေရဲ့မျက်ရည်တွေသွေးတွေနဲ့ရင်းထားရတာကိုတော့ဘယ်သူမှထုတ်မပြောဝန်းကြဘူးဗျသူဟာဘာသာကြီးကိုခူးတုံးလုပ်ပြီးသူ့ရဲ့ကျူးကျော်စစ်တွေကိုတရားမျှတအောင်လုပ်ခဲ့တာဗျအဲ့ဒီချိန်မှာဘရင်နောင်ဟာသူ့ကိုယ်သူလောကတစ်ခုလုံးရဲ့အရှင်သခင်လို့ထင်နေပေမဲ့သူ့ရဲ့အာနာဇက်အောင်မှာဖိနှိပ်ခံထားရတဲ့သူတွေရဲ့ယင်ထဲမှာတော့ကလဲစားချီလို့တဲ့မိလျံတွေဟာတိတ်တဆိတ်တောက်လောင်နေခဲ့တာဖြစ်ပါတယ်ဗျအဲ့ဒီကလဲစားချီချင်းတဲ့စိတ်ဒီကဟိုးအရှိဘက်ကလင်းစင်းနိုင်တဲ့အထိပြန့်နှံ့သွားတာပေါ့ဗျာယိုးရီယာကိုအောင်နိုင်ခဲ့ပေမဲ့ဘရင်နောင်အတွက်တော့တကဘာလုံးရဲ့အရှင်သခင်ဖြစ်ဖို့ဆိုတာလင်းစင်းမင်းစီထားတီရက်ကိုဒူးထောက်စေနိုင်မှာပြီဆုံးပါဗျာအေဒီ1564ခုနှစ်မှာဘရင်နောင်ဟာအင်းအားအလုံးအရင်နဲ့လင်းစင်ကိုခြိတက်ပြန်ကပေါ့ဒါပေမဲ့ဒီတစ်ခါရန်သူကတော့အရင်ကရန်သူတွေလို့မဟုတ်ဘူးဗျစီထားတီရက်ကတန်းရိုက်ရင်ဆိုင်မတိုက်ပဲမြုံကိုစွန့်ခွာပြီးတောထဲဝင်သွားတဲ့ပျောက်ကြားစနစ်ကိုတုံးခဲ့တာဗျဘရင်နောင်ရဲ့စစ်တပ်ကြီးဟာဝင်းချမ်းမြို့တဲကိုအလွယ်တကူဝင်နိုင်ခဲ့ပေမဲ့မြို့ကတော့အခွင့်အရေးပဲကြံခဲ့တာဗျစားစရာရိခါတစ်ခုမှမရှိတော့ဘူးပေါ့အဲ့ဒီအချိန်မှာဘရင်နောင်ဟာဒေါသတွေအယမ်းထွက်ပြီးစေထားတီရနန်ကိုတောနတ်ထဲအထိလိုက်ဖို့ဆုံးဖြတ်လိုက်တာဗျဒါဟာသူ့ရဲ့အမားကြီးတစ်ခုဖြစ်သွားတာပေါ့ဗျလင်းစင်ရဲ့တောတော်ကြီးဟာအယမ်းကြမ်းကြမ်းတယ်လို့ငှက်ဖျားယောဂကလည်းအယမ်းကြောက်စရာကောင်းတာဗျစစ်သားတွေဟာရန်သူဓာတ်နဲ့ပေတာထက်ငတ်မို့လို့နဲ့ယောဂကြောင့်တေတာကပိုများလာတာပေါ့ဗျဘရင်တော်ဟာသူ့ရဲ့အလိုရန်မှတ်ကြောင့်စစ်သားပေါင်းထောင်တောင်းကြီးကိုတေရင်းနဲ့မောင်းသွင်းလိုက်တယ်လို့ဖြစ်နေတာဗျသူဟာအရှုံးမပြေးခြင်းတဲ့ဇွဲကြောင့်တပ်တွေကိုရှေ့ဆက်တိုးခိုင်းမယ်မဲ့စစ်သားတွေရဲ့စိတ်ဓာတ်ကတော့လုံးဝကိုပြိုလဲနေပြီဗျညဘက်ဆိုရင်တောထဲကနေလင်းစင်တပ်တွေကရုတ်တရက်ဝင်တိုက်လိုက်ပြန်ပြေးလိုက်နဲ့လုံနေတော့ဘရင်နောင်ရဲ့တပ်တွေဟာအိတ်ကြီးတောင်မဝကြဘူးပေါ့ဗျာဒါဟာဘရင်နောင်ရဲ့ဘဝမှာအခက်ခဲဆုံးနဲ့အမဲဆက်အရှိဆုံးစစ်ပွဲတစ်ခုဖြစ်လာတာဗျာဒီစစ်ပွဲမှာဘရင်နောင်ဟာလင်းစင်းရဲ့မိဖုရားနဲ့တားသမီးတွေကိုဖမ်းမိခဲ့ပေမဲ့ဘရင်ကိုတော့လုံးဝမိအောင်မဖမ်းနိုင်ခဲ့ဘူးဗျာအဲ့ဒီမှာရင်ဘရင်နောင်ကဒေါသတကြီးနဲ့ဖမ်းမိထားတဲ့လင်းစင်းကလူတွေကိုနှိပ်စက်ပြီးတည်င်းမိတာတွေလွတ်ခဲ့တာပေါ့ဗျာအဲ့ဒီအချိန်မှာဟန်တာဝရီနေပြီးတော့မှလည်းပြဿနာတွေကစတင်နေပြီဗျာသူတိုင်းတစ်ပါးမှစစ်တိုက်နေတော့ပြည်တွင်းမှာကျွန်းတွေကပုံကန်တာမျိုးဟန်တာဝရီမျိုးတော်ကြီးမီလောင်တာမျိုးတွေဖြစ်လာတာဗျာဘရင်နောင်ဟာအပြင်ပန်းမှာအောင်နိုင်သူတို့ထင်ရပေမဲ့သူ့ရဲ့ empire ကြီးဟာအတွင်းထဲကနေစပြီးအကြောင်းတွေထင်နေခဲ့ပြီဖြစ်ပါတယ်ဗျာဟန်တာဝရီရဲ့မိုးကုန်းဆက်ဝိုင်းမှာမိโกလုံးချီးတွေမြင်လိုက်ရတဲ့အချိန်မှာဘိညာနောင်ရဲ့ရင်ထဲမှာဒေါသတရားတွေဟာမီးတောင်တစ်ခုလိုပေါက်ကွဲသွားတာပေါ့ဗျာသူလဲစဲမှာစစ်တိုင်နေတော့အင်းဝကဖမ်းခေါ်လာတဲ့ရှမ်းကျွန်းတွေနဲ့တခြားနယ်ပယ်ကကျွန်းတွေကစုပေါင်းပြီးပုံခန့်ကြတာဗျဟန်တာဝရီနေပြီးတော့ကြီးဟာပြာပုံအတိထွထွားခဲ့ရတာပေါ့ဒါဟာဘိညာနောင်အတွက်တော့သူ့ရဲ့ဂုံသိက္ခာကိုအစိမ့်လိုက်ခွာချခတ်လိုက်ရတယ်လို့ပဲဗျသူမြို့ထဲကိုဝင်ချင်းမှာပဲလုခဲ့တာကတော့မေတ္တာတရားမဟုတ်ဘူးဗျအနီရောင်သွေးကြောင်းစီးတဲ့ကွင့်မြတ်မှုတွေပဲဖြစ်ပါတယ်ဗျပုံကန်တဲ့သူတွေကိုလည်းမဟုတ်ဘူးသူတို့နဲ့ပတ်သက်တဲ့သူတွေကိုပါရရဆက်ဆက်ရှင်းလင်းပြလိုက်တာဟာတနိုင်ငံလုံးကိုအကြောက်တရားနဲ့ဖိနှိပ်လိုက်တာပဲဗျအဲ့ဒီနောက်မှာဘရင်နောင်ဟာပြာပုံပေါ်မှာဟန်တာဝရီနေပြီးတော့တကြီးကိုပြန်တီဆောက်ဖို့အမိန့်ပြခဲ့တာပေါ့ဗျာဒီတစ်ခါမှာတော့သူဟာအရင်ကထက်ပိုကြီးကျယ်ပိုခမ်းနားတဲ့နန်းတော်ကြီးကိုစောက်ခိုင်းတာဗျအဲ့ဒါကတော့နာမည်ကျော်ကမ္ဘောဇာသားဒီနန်းတော်ကြီးပေါ့ဒါပေမဲ့ဒီရွှေရောက်တောင်းနေတဲ့နန်းတော်ကြီးရဲ့အုတ်တစ်ချက်သဲတကွန့်တိုင်းမှာသိမ့်ပိုက်ခံထားရတဲ့နိုင်ငံပေါင်းစုံကလူတွေရဲ့ချွေးတွေသွေးတွေနဲ့ရင်းထားရတာဗျလူပေါင်းထောင်တောင်းကြီးကိုနေမနာညမနာအထမခိုင်းစေပြီးတော့သူ့ရဲ့အာနာဇက်ကိုပြဖို့အတွက်ပဲအသုံးချခဲ့တာဗျ
ဘရင်နောင်ရဲ့စိတ်ထဲမှာတော့သူဟာဖျားလောင်းလိုစစ်ကြဝတေးမင်းလိုဟန်ဆောင်ထားပေမဲ့လက်တွေမှာတော့သူ့ရဲ့အုပ်ချုပ်မှုဟာတမ္မဏီစည်းကမ်းတွေနဲ့လူတွေကိုချုပ်ကင်ထားတာဖြစ်ပါတယ်ဗျနန်းတော်ကြီးပြီးသွားတဲ့အခါမှာတော့ဘရင်နောင်ဟာသူ့ရဲ့ empire ကြီးကိုပြန်ကြည့်ပြီးကျေနပ်နေတာပေါ့ဒါပေမဲ့သူ့ရဲ့ရင်းထဲမှာတစ်ခုပဲလိုနေသေးတယ်ဗျအဲ့ဒါကတော့ယူရီးယားနိုင်ငံကိုလုံးဝအုပ်ဆောင်သူ့ခြေဘဝအောက်မှာအပြတ်အပတ်မသိမ်းနိုင်သေးတာပဲဗျယူရီးယားမှာမဟာချက်ခဖိုင်မင်းကယဟန်ဝေယာကနေထွက်ပြီးအာနာပြန်ယူတဲ့မြို့ရိုးတွေကိုအခိုင်အမာပြန်ဆောက်တယ်ဆိုတဲ့တဲ့င်းကဘရင်နောင်ကိုဒေါသပြန်ထွက်စေတာပေါ့ဗျသူကယူရီးယားကိုသူ့ရဲ့ကြေးကြွနိုင်ငံလိုပဲသတ်မှတ်ထားတာကိုဗျအဲ့ဒီမှာတင်ဘရင်နောင်ဟာတမိုင်းမှာအကြီးမားဆုံးဖြစ်မဲ့စစ်တပ်ကြီးကိုထပ်ပြီးစူးစီးတော့တာပဲဗျဒီတစ်ခါမှာတော့ယူရီးယားကိုမြေလံပစ်သူအထိသူကဆုံးဖြတ်ထားတာဖြစ်ပါတယ်ဗျအေဒီ1568ခုနှစ်မှာကရင်နောင်ဟာမြမတမိုင်းမှာအင်အားအကြီးဆုံးလို့ဆိုရမယ်စစ်တပ်ကြီးကိုစူးစီးပြီးယူရီးယားစီကိုဒုတိယအကြိမ်ခြိတက်ထဲတာပေါ့ဗျဒီတစ်ခါမှာတော့သူ့ရဲ့စစ်တပ်အင်အားဟာသိန်းနဲ့ချီနေပြီးမြင်းတပ်စင်တပ်တွေကလည်းတောတောင်တွေပြိုမတများပြလာတာဗျဒါပေမဲ့အယူရီးယားမြို့တော်ကိုရောက်တဲ့အခါမှာတော့အရင်လိုလွယ်လွယ်ကူကူမဖြစ်တော့ဘူးဗျယူရီးယားတွေကမြို့ရိုးတွေကိုအခိုင်အမာပြုတ်ဖင်ထားသလိုအမြောက်ကြီးတွေနဲ့ပါအပြင်းထန်ခုခံနေတာဗျဘရင်နောင်ရဲ့စစ်တပ်တွေဟာမြို့ပြင်မှာလာကြည့်ပြီးဝိုင်းထားပေမဲ့မြို့ထဲကိုလုံးဝဖောက်မဝင်နိုင်ခဲ့ဘူးပေါ့ဗျဒီနေရာမှာဘရင်နောင်ရဲ့စိတ်ထဲမှာရှိနေတဲ့အမောင်ဖက်ချမ်းကပိုပြီးပေါ်လွင်လာတာဗျစစ်ပွဲကကြာလာတော့မြို့ပြင်မှာရှိတဲ့သူ့ရဲ့စစ်သားတွေဟာအငတ်ပဲဆိုင်ပြီးယောဂါတွေကြောင့်အတုံးယုံသေးကုန်ကြတာဗျဒါပေမဲ့ဘရင်နောင်ကတော့သူ့ရဲ့အာဏာမှန်ကြောင်စစ်ကိုမရက်ခဲ့ဘူးဗျသူဟာစစ်သားတွေရဲ့အသက်ထဲအောင်ပွဲကိုပဲကြည်နေတာပေါ့နောက်ဆုံးမှာတော့လက်နက်နဲ့တိုက်လို့မရတော့တဲ့အခါမှာသူဟာအယမ်းကိုရုပ်မာပြီးပါးနတ်တဲ့ညံနေညံတဲ့တစ်ခုကိုတုံးလာပြန်တယ်ဗျအဲ့ဒါကတော့အရင်စစ်ပွဲတုန်းကဖမ်းခွာလာခဲ့တဲ့ယူရီးယားအမတ်ဗညာဆက်ကြီးကိုတက်လူရိုးဖြစ်ပြန်လွှတ်လိုက်တာပဲဖြစ်ပါတယ်ဗျဘရင်နောင်ဟာဗညာဆက်ကြီးကိုဟန်ဆောင်ပြီးထွက်ပြေးခိုင်းလိုက်တာဗျယူရီးယားဘရင်သေးကြအောင်လို့ဗညာဆက်ကြီးကိုရိုက်နဲ့နှိပ်ဆက်ထားတဲ့ဒဏ်ရာတွေနဲ့ပြန်လွှတ်လိုက်တာပေါ့ဗျယူရီးယားဘရင်သက်မဟာမဟင်ကလည်းဒါကိုအဟုတ်မှတ်ပြီးဗညာဆက်ကြီးကိုမြို့ဆောင်တန်မှာယာရူးကြီးပေးလိုက်တာဗျဒါဟာဘရင်နောင်ခင်းထားတဲ့သေတွဲပဲပေါ့ဗျဗညာဆက်ကြီးဟာမြို့ထဲရောက်တဲ့အခါမှာခုခံရေးတပ်တွေကိုဖရိုးဖရဲလှုပ်အောင်လုပ်တယ်ရိတ်ခါတွေဖျက်ဆီးတယ်နောက်ဆုံးမှာတော့မြို့တကားကိုဘရင်နောင်တပ်တွေအတွက်အသားလေးဖွင့်ပေးလိုက်တာဗျအဲ့ဒီအချိန်မှာဘရင်နောင်ရတပ်တွေဟာမြို့ထဲကိုဝင်ပြီးမြေလံတက်ဖြတ်တာတွေလုပ်တော့တာပဲဗျဆယ်လကြာအောင်ဝိုင်ထားရတဲ့ဒေါသတွေကိုမြို့သားတွေအပေါ်မှာပေါက်ကွဲပစ်လိုက်ကြတာဖြစ်ပါတယ်ဗျမြို့တကားတွေပွင့်သွားပြီးတဲ့နောက်မှာတော့အယူရီးယားမြို့တော်ကြီးဟာငရဲခန်းတစ်ခုလိုဖြစ်သွားတာပေါ့ဗျာဘရင်နောင်ရဲ့စစ်သားတွေဟာဆယ်လကြာအောင်ဤခါရတဲ့ဒေါသတွေကိုမြို့သားတွေအပေါ်မှာပုံချလိုက်ကြတာဗျရွှေနန်းတော်ကြီးထဲမှာရှိတဲ့ရွှေတွေငွေတွေရတနာတွေကိုမြေလံရှာပြီးသိမ်းပိုက်ကြသလိုတန်ဖိုးရှိတဲ့ဖုတ်သားရုပ်ပွားတော်တွေကိုတော့အကြီးကျိုးပြီးရွှေထုတ်ယူခဲ့ကြတာဗျဒါဟာဘရင်နောင်ရဲ့တမိုင်းမှာအမဲဆက်အကြီးဆုံးလုပ်ရက်တွေထဲကတစ်ခုပဲပေါ့သူဟာသူ့ကိုယ်သူသာသနာပြုမင်းကြီးလို့ပြောနေပြီးမြဲသူ့ရဲ့စစ်သားတွေကတော့ဖျားကြောက်ကန်တွေကိုဖျက်ဆီးနေတာကိုကြည်နေကြရတာဗျအဲ့ဒီအချိန်မှာယူရီးယားဘရင်မဟာမဟင်ကိုလည်းတန်ကြေချင်းခတ်ပြီးဟန်တာဝရီကိုဖမ်းခေါ်သွားတာပေါ့ဗျာဒါပေမဲ့လန်ခီမာရင်မဟာမဟင်ဟာအရှက်ရလွန်းလို့လားဒါမှမဟုတ်ယောဂကြောင့်လားမသိဘူးနှက်ရွာဆန်းသွားခဲ့ရတာဗျဘရင်နောင်ဟာယူရီးယားကိုသူ့ရဲ့လက်အောက်ခံအဖြစ်လုံးဝရောက်တော့အောင်ပီတနုလောက်မြို့စာမဟာသမရာဇာကိုယူရီးယားဘရင်အဖြစ်တင်မြှောက်ခဲ့တာပေါ့ဒါဟာသွေးခွဲအုပ်ချုပ်တဲ့နီးဖြူဟာပဲဗျယူရီးယားလူမျိုးချင်းပြန်အုပ်ချုပ်ခိုင်းမိမယ်အထီးကအာဏာကတော့သူ့လက်ထဲမှာပဲရှိနေတာပေါ့ဒီစစ်ပွဲမှာဘရင်နောင်ဟာလူပေါင်း3သိန်းကျော်ကိုဟန်တာဝရီစီကိုကျွန်းအဖြစ်ဖမ်းခေါ်သွားခဲ့တာဗျအဲ့ဒီလူတွေထဲမှာပညာတွေအနုပညာရှင်တွေတင်ပကပဲတာမန်မိသားစုတွေပါသွားတာပေါ့သူတို့ဟာကိုယ်အိမ်ကိုရာကိုစွန့်ခွာပြီးသူစိမ့်ပြင်းနိုင်နေမှာချွန်းခံဖို့ချီတက်ခဲ့ရတာဗျလန်ခီမှာငတ်မလို့တည်တဲ့သူတွေပင်ပန်းလို့လဲချကြံရစ်တဲ့သူတွေဟာလမ်းဘေးမှာတဲ့အလောင်းထိခဲ့ရတာဗျဘရင်နောင်အတွက်ကတော့ဒါဟာသူ့ရဲ့ဟန်တာဝတီအင်ပါယာကြီးကိုတိဆောက်ဖို့အတွက်လိုအပ်တဲ့လူသားအရင်းမြစ်တွေပေါ့ဗျာဒါပေမဲ့အဲ့ဒီလူသားကြီးရဲ့ဘဝကတော့တဆက်စီပြိုကွဲသွားခဲ့ရတာခဲ့ပါတယ်ဗျာအဲ့ဒီလိုနဲ့ဟန်တာဝတီနေပြီးတော့ကြီးဟာသိမ့်ပိုက်ခံရတဲ့နိုင်ငံပေါင်းစုံကလူတွေနဲ့
ပြည့်နှက်သွားတော့တာပဲဗျလမ်းမတွေပေါ်မှာယူရီဟာစကားရှမ်းစကားလာအိုစကားတွေဟာဗမာစကားထက်တောင်ပိုပြီးကြားနေရသလားအောင်မရတယ်ဗျဒါပေမဲ့ဒီလိုစီကားနေတာဟာပျော်စရာတော့မဟုတ်ဘူးဗျဒါဟာကျွန်းတွေနဲ့တိဆောက်ထားတဲ့မြို့တော်ကြီးပေါ့ဘရင်တော်ဟာဒီလောက်များပြားတဲ့လူမျိုးစုံကိုအုပ်ချုပ်ဖို့အတွက်အရန်ကိုတင်းကျပ်တဲ့ဥပဒေတွေကိုထုတ်ပြန်ခဲ့တယ်ဗျသူရဲ့ဓမ္မတကျမ်းတွေဟာတရားမျှတမှုထက်အာဏာကိုကြောက်ရွံ့လာအောင်လုပ်တဲ့နေရာမှာပိုပြီးထီရောက်တယ်ဗျသူဟာမြို့တော်ရဲ့အလယ်မှာရွှေမော်တော်ဘုရားကြီးကိုအရင်ကထက်ပိုကြီးအောင်ပိုခမ်းနားအောင်ပြန်တည်ဆောက်ခဲ့တာပေါ့ဗျအဲ့ဒီဘုရားမှာကတ်လူတဲ့ရွှေတွေဟာရိုးရာကနေတိမ့်လာတဲ့ရွှေတွေချင်းမိုင်ကရွှေတွေပဲဗျဘရင်တော်ဟာသူ့ကိုယ်သူသာသနာပြုမင်းကြီးအဖြစ်ကဘာကိုပြချင်နေတာဗျဒါပေမဲ့အဲ့ဒီရွှေရောင်ဝင်းနေတဲ့ဘုရားကြီးရဲ့အောက်မှာတော့မိသားစုတွေကွဲကွာလို့ငိုကြွေးနေတဲ့ဂျုံတွေရဲ့မျက်ရည်တွေဆိုးရွှဲနေတာပေါ့သူဟာဘုရားတည်ရင်နဲ့တစ်ဖက်မှာလဲလင်းစင်းကစေသားသီရတ်ကိုမိအောင်ဖမ်းဖို့စိတ်ဆွဲနေပြန်တယ်ဗျစေသားသီရတ်ဟာဘရင်တော်အတွက်တော့သူ့ရဲ့အောင်မြင်မှုကိုဖျက်ဆီးနေတဲ့စူးဒီကြောင်းလိုဖြစ်နေတာဗျအဲဒါကြောင့်ဘရင်တော်ဟာအီဒီ1980ဝန်းကျင်မှာလင်းစင်းကိုနောက်တစ်ခါထပ်တိုက်ဖို့ပြင်းပြန်တာပေါ့ဗျာဒီတစ်ခါမှာတော့သူ့ကိုယ်တိုင်မတော်ပဲစစ်သူကြီးတွေကိုလွှတ်လိုက်တယ်ဗျာဒါပေမဲ့လင်းစင်းရဲ့တောတောင်တွေကဘရင်တော်ရဲ့တပ်တွေကိုထပ်ပြီးဒုက္ခပေးပြန်တာပေါ့ဗျာစစ်ပွဲတွေကမပြီးနိုင်မစည်းနိုင်ဖြစ်နေတော့ပြည်သူတွေဟာအခွန်တွေအယမ်းပေးရပြီးဘဝတွေဟာမွဲတေကုန်တာပေါ့ဘရင်တော်ရဲ့အင်ပါယာကြီးဟာအပြင်ဘက်မှာတော့ရွှေရောင်တောက်နေပြီမဲ့အတွင်းထဲမှာတော့ပြည်သူတွေရဲ့နာကျင်မှုတွေနဲ့ပြည့်နေခဲ့တာဖြစ်ပါတယ်ဗျာလင်းစင်းစစ်ပွဲကြီးကဘယ်တော့မှမပြီးနိုင်တဲ့တွင်းနဲ့ကြီးတစ်ခုလိုဖြစ်နေတာပေါ့ဗျာAD 1982ခုနှစ်လောက်မှာလင်းစင်းမင်းစေထားတည်တာတောင်ပိုင်းမှာစစ်ချီတွေနဲ့အစအနမရှိပျောက်ကွယ်သွားတယ်ဆိုတဲ့သတင်းကဟန်တာဝတီကိုရောက်လာခဲ့တာဗျာဒါဘရင်တော်အတွက်တော့ဝမ်းသာစရာသတင်းလို့ထင်ရပေမယ့်တကယ်တမ်းကျတော့ဒါဟာအောင်ပွဲအလို့ကြီးပဲဗျာဘာလို့လဲဆိုတော့ရန်သူဘရင်သားမရှိတော့တာလင်းစင်းပြည်သူတွေရဲ့စိတ်ထဲမှာတော့ဘရင်တော်ကိုခုခံခြင်းတဲ့စိတ်တွေကပိုပြီးပြင်းထန်လာခဲ့တာကိုဗျာဘရင်တော်ဟာဒီစစ်ပွဲတွေအတွက်လူတူလက်နက်တွေကိုအတင်းအဓမ္မစုဆောင်းခဲ့ရတာဗျာလေကွင်းထဲမှာစပားရေးရမယ့်ယောက်ျားပြိုတွေဟာစစ်မြေပြင်မှာအလောင်းဖြစ်ခဲ့ကြရလေပေါ့တိုင်းပြည်ရဲ့စီးပွားရေးဟာလည်းစစ်စရိတ်တွေကြောင့်ခြောက်ထဲကိုဆင်းနေပြီဗျာဘရင်တော်ဟာသူ့ရဲ့အင်ပါယာကြီးပြိုကွဲမှာကိုကြောက်တာကြောင့်ပိုပြီးရက်ဆက်တဲ့အမိန့်တွေကိုထုတ်လာပြန်တယ်ဗျာသူ့ကိုမကြည်ဖြူတဲ့နေစားပဲစားတွေကိုတန်တရားစိတ်နဲ့နှိတ်ကွတာမျိုးတခြားလူအမိန့်နဲ့အပြတ်ရှင်းတာမျိုးတွေကိုခက်စိတ်စိတ်လှုပ်လာတာပေါ့ဗျာသူ့ရဲ့ယင်ထဲမှာတော့အာနာအရှိဆုံးဘရင်ဆိုတဲ့မာနမာနတွေရှိနေပေမဲ့ညဘက်ဆိုရင်တော့သူတတ်တဲ့လူပေါင်းများစွာရဲ့ဝိညာဉ်တွေကသူ့ကိုခြောက်လန့်နေသလားအောက်မေ့ရတယ်ဗျာအဲဒါကြောင့်ပဲသူဟာဖះเจ้าငံတွေကိုပို့ပြီးစောက်တဲ့ရွှေတွေပိုကတ်တဲ့ကုသိုလ်တွေလှုပ်ပြနေတာပေါ့ဗျာဒါဟာသူ့ရဲ့စိတ်ထဲကအဖြစ်တွေကိုဖုံးကွယ်ခြင်းတဲ့သဘောပဲဗျာဒါပေမဲ့အဲ့ဒီအချိန်မှာဟိုးအနောက်ဘက်ကရခိုင်ပြည်နယ်မှာလည်းပြဿနာတွေကစားတက်နေပြီဗျာဘရင်တော်ရဲ့အင်ပါယာကြီးဟာအရန်ကိုကျယ်ဝန်းလာပေမဲ့အဲ့ဒီအောက်မှာတော့အဲကျောင်းတွေကတစ်နေ့ထက်တစ်နေ့ပိုပြီးနှက်လာခဲ့တာဖြစ်ပါတယ်ဗျာရခိုင်ဘက်ကအန်ဒီရတွေဟာဘရင်တော်ရဲ့အိတ်ဆက်ခြင်းကိုနှောက်ယှက်လာတာနဲ့အမျှသူဟာနောက်ထပ်နီးဖြူဟာအစ်စ်တစ်ခုကိုစဉ်းစားလာပြန်တယ်ဗျအဲ့ဒါကတော့လက်နက်နဲ့တင်မဟုတ်ဘဲဘာသာရေးဩဇာအာဏာနဲ့တလောကလုံးကိုချုပ်ကင်ဖို့ပဲဖြစ်ပါတယ်ဗျAD 1984ခုနှစ်ဝန်းကျင်မှာတီလင်္ကာနိုင်ငံကဓမ္မပါဠမင်းစီကနေမြတ်စွဲတော်ကိုပင့်ဆောင်မှုကြိုးစားခဲ့တာဟာဘရင်တော်ရဲ့ဘဝမှာအထူးခြားဆုံးကစားကွက်တစ်ခုပဲဗျလူတွေကတော့ဒါကိုသာသနာပြုလုပ်ငန်းလို့ထင်ကြပေမဲ့တကယ်တမ်းတော့ဒါဟာသူ့ရဲ့သွေးစွန်းနေတဲ့ဘရင်ဘဝကိုဖြူစင်အောင်ဆေးကြောဖို့နဲ့သူ့ကိုယ်သူစัจ जा ဝတိမင်းအရှိအမှန်ဖြစ်ကြောင်းသက်သေပြဖို့လုပ်ခဲ့တာဗျအဲ့ဒီအချိန်မှာတီလင်္ကာမှာမြတ်ဆွေတော်အစ်စ်ကပျောက်ဆုံးနေတယ်လို့သတင်းတွေထွက်နေပေမဲ့ဘရင်နောင်ကတော့ဂယုမဆိုင်ဘူးဗျသူဟာရွှေတွေရတနာတွေအမျိုးအများပေးပို့ပြီးမြတ်ဆွေတော်ကိုဟန်တာဝရီကိုရောက်အောင်ပင့်ခဲ့တာဗျမြတ်ဆွေတော်ဟန်တာဝရီကိုရောက်တဲ့နေ့မှာဘရင်နောင်ဟာမြစ်သေးအထိဆင်းပြီးကိုယ်တိုင်ရေကန်ထဲမှာဒူးထောက်ကျူဆိုခဲ့တာပေါ့ကြည့်ရတာတော့အယံကိုကြည်ညိုဖို့ကောင်းတယ်ဘရင်ကြီးပေါ့ဗျာဒါပေမဲ့အဲ့ဒီအချိန်မှာတဲ့သူ့ရဲ့စစ်တပ်တွေဟာရခိုင်ပြည်နယ်ဘက်မှာနေမြေသိမ့်ပိုက်ဖို့က
ကြေးရွာတွေကိုမီးရှို့ပြီးလူတွေကိုတပ်ဖြတ်နေကြတာဗျဒါဟာဘရင်နောင်တဲ့ရှေ့နောက်မညီတဲ့လောက်ရက်တွေပေါ့သူဟာမျက်ဆွဲတော်အတွက်ရွှေနန်းတော်ထက်တောင်ခံထားတဲ့ပြားသက်ကြီးတွေစောက်ခဲ့ပေမဲ့တစ်ဖက်မှာလည်းစစ်ပွဲတွေကြောင့်ငတ်မွတ်နေပြည်သူတွေကိုတော့တစ်ချက်တောင်လက်မကြည့်ခဲ့ဘူးဗျအဲ့ဒီအချိန်မှာရခိုင်ဘရင်မင်းဖလောင်ဟာဘရင်နောင်ရဲ့အရှိန်အဝါကိုမကြောက်ပဲပေါ်တူဂီကြေးစားစစ်သားတွေကိုအသုံးချပြီးပြန်တိုက်ဖို့ပြင်နေတာဗျဘရင်နောင်ဟာသူ့ရဲ့အာဏာစက်ကိုဘာသာရေးနဲ့ဖုံးအုပ်ထားပေမဲ့ရခိုင်တွေရဲ့ရဲရင်မှုနဲ့ပေါ်တူဂီတွေရဲ့အမြောက်တန်းကိုတော့ခံနိုင်ပါမလားဆိုတာကတကယ့်ကိုစိန်ချောမှုကြီးဖြစ်လာတာပေါ့အင်ပါရာအီရဲ့အနောက်ဘက်တကားမှာစစ်မီးတွေဟာတက်ငွေငွေနဲ့တောက်လောင်နေပြီးဘရင်နောင်ရဲ့စိတ်ဓာတ်ဟာလည်းအာနာနဲ့အပိရှိစိတ်ချမှာဘာဟိရထစ်နေကြတာဗျရခိုင်ဘရင်မင်းဖလောင်ရဲ့ပေါ်တူဂီအမြောက်တပ်တွေဟာဘရင်နောင်ရဲ့တပ်တွေကိုတကယ့်ကိုဒုက္ခပေးခဲ့တာဗျမြောက်ဦးမြို့တော်ရဲ့ပတ်ပတ်လည်မှာရှိတဲ့ရေကျုံးတွေနဲ့ခံတပ်ကြီးတွေဟာဘရင်နောင်ရဲ့စင်တပ်မြင်းတပ်တွေအတွက်တော့ကြော်ဖြတ်ရခတ်တဲ့အတားအဆီးကြီးတွေခင်းနေခဲ့တာပေါ့ဘရင်နောင်ဟာသူ့ရဲ့စစ်တီတော်တွေကိုမြောက်ဦးမြို့ရိုးကိုအတင်းတက်ခိုင်းပေမဲ့ပေါ်တူဂီတွေရဲ့အမြောက်တန်းကြောင့်စစ်သားတွေဟာထွေးအိုင်ထဲမှာပဲလဲကျကုန်ကြတာဗျဒါဟာဘရင်နောင်ရဲ့ဘဝမှာပထမဆုံးအကြိမ်လိုအရှုံးနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါရဲ့ဗျဒီစစ်ကွမ်းမှာဘရင်နောင်ရဲ့စီတာဟာအရင်ကထပ်ပို့ပြီးကြမ်းတမ်းလာတာဗျသူဟာမြို့ကိုမရရအောင်တိုက်ခိုအမိပေးရင်းနဲ့ကြာရှုံးတဲ့စစ်သူကြီးတွေကိုတေတံပေးတာမျိုးတွေအထိလှုပ်လာခဲ့တာပေါ့ဒါပေမဲ့တဘာဝတရားကသူ့ဘက်မှာမရှိတော့ဘူးဗျရခိုင်ပြည်နယ်ရဲ့မိုးရာသီကရောက်လာတော့စစ်စခန်းတွေထဲမှာရေကြီးတာယောဂဘေးဆိုင်တာတွေဖြစ်လာတော့တာပဲဘရင်နောင်ဟာနောက်ဆုံးတော့အရှစ်တကွဲနဲ့တက်ဆုပ်ခဲတာပေါ့ဗျာအင်ပါယာကြီးရဲ့ဖုံးတကောဟာရခိုင်ပြည်နယ်ရဲ့ရွှေ့နွယ်တွေထဲမှာနစ်မြုပ်သွားခဲ့ရတာဗျဟန်သာဝရီကိုပြန်ရောက်တဲ့အခါမှာတော့ဘရင်နောင်ဟာအရင်လိုတတ်ကြွမနေတော့ဘူးဗျသူရဲ့ခန္ဓာကိုယ်ဟာလည်းအိုမဲမစွမ်းထက်လာသလိုစိတ်ထဲမှာလည်းမလုံခြုံမှုတွေကစိုးမိုးလာတာပေါ့သူဟာသူ့ရဲ့အင်ပါယာကြီးပြိုကွဲမှာကိုအယမ်းကြောက်နေတာဗျအဲဒါကြောင့်ပဲသူဟာဟန်သာဝရီမှာရှိတဲ့နိုင်ငံသားကုန်သည်တွေပေါ်တူဂီတွေကိုပို့ပြီးတန်တွေရညက်လုံးနဲ့ကြည်လာတာပေါ့သူဟာအာနာကိုဆက်ထိန်ဖို့အတွက်ပို့ပြီးတင်းကျပ်တဲ့စနစ်တွေကိုသုံးလာပေမဲ့အဲ့ဒီစနစ်တွေကပဲလူတွေကိုသူ့ဘောပို့ပြီးနာကြီးစေခဲ့တာဗျဘရင်နောင်တာတလောကလုံးကိုအောင်နိုင်ခဲ့ပေမဲ့သူ့ရဲ့အိုမင်မှုနဲ့ရခိုင်ကရရှိခဲ့တဲ့အရှုံးကိုတော့ဘယ်လို့မှအောင်နိုင်ခြင်းမရှိခဲ့တာထုတ်ပါတယ်ဗျအဲ့ဒီလိုနဲ့ဘရင်နောင်ရဲ့ကြမ်းမာရေးကတနေ့ထက်တနေ့ပိုပြီးဆိုးလာတာပေါ့ဗျသူ့ရဲ့ခန္ဓာကိုယ်ကကြီးလေးတဲ့အာနာဝန်တွေကိုမထမ်းနိုင်တော့သလိုစိတ်ထဲမှာလည်းအရင်ကလိုတက်ကြွမှုတွေမရှိတော့ဘူးဗျသူဟာနန်းတော်ထဲမှာပဲအချင်းကုံဆုံးရင်းနဲ့သူတီဆောက်ခဲ့တဲ့အင်ပါယာကြီးရဲ့အနာဂတ်ကိုစိုးရိမ်စိတ်တွေနဲ့ကြည်နေခဲ့တာပေါ့အဲ့ဒီအချိန်မှာသူ့ရဲ့သားတော်အင်းရှိမင်းနန္ဒဘုရင်ကိုအာနာရီတဖြည်းဖြည်းလွှဲပေးနေရပြီဗျဒါပေမဲ့နန္ဒဘုရင်ကသူ့အဖေလိုစီရေးစီရမှာမကျွမ်းကျင်တယ်လို့လူရီအပေါ်မှာလည်းဩဇာမညောင်းဘူးဗျဒါဟာဟန်သာဝရီအင်ပါယာကြီးပြိုကွဲဖို့အတွက်အစပြိုလိုက်တာပဲပေါ့ဗျာဘရင်တော်ဟာသူသိမ့်ပိုက်ထားတဲ့နယ်မြေတွေစီကနေအခွန်အတုပ်တွေကိုပို့ပြီးဖိညစ်တောင်းခါလာတာဗျစစ်ပွဲတွေကြောင့်ကုံဆုံးသွားတဲ့ဘန္တာတိုက်ကိုပြန့်ဖြည့်ဖို့အတွက်တာမန်ပြည်သူတွေရဲ့အသက်သွေးကြွေးတွေကိုထပ်ပြီးယဉ်နီးလိုက်တာပဲဗျအဲ့ဒီမှာတဲ့နေဇက်ကမြို့စားနေစားတွေဟာဘရင်တော်ရဲ့အိုမင်းမှုကိုအခွင့်ကောင်းယူပြီးတိတ်တဆိတ်ပုံကန်ဖို့ပြင်လာကြတာ哦အထူးသဖြင့်တောင်ကူနဲ့အင်းဝါကမင်းသားတွေဟာဟန်သာဝရီရဲ့ဩဇာအာဏာအောက်ကနေရုံးထွက်ဖို့အကွက်ချားနေကြတာဗျဘရင်တော်ဟာဓားတွေကိုတိတ်နေပေမဲ့အရင်ကလိုဓားကိုဆွဲပြီးမြင်းပေါ်တက်နိုင်တဲ့ခွန်အားမျိုးမရှိတော့ဘူးဗျသူဟာရွှေပလင်ပေါ်မှာထိုင်နေတဲ့အထီးကျန်တဲ့ဘရင်အိုကြီးတယောက်လိုဖက်နေခဲ့တာပေါ့သူရဲ့ညာနတ်ပိုင်းဒီမှာတော့သူတက်ခဲ့တဲ့ရန်သူတွေသူဖျက်ဆီးခဲ့တဲ့မြို့တွေကထွက်လာတဲ့ငိုးထန်းတွေကိုကြားနေရသလားအောက်မရတယ်ဗျအဲ့ဒါကြောင့်ပဲသူဟာဘာသာရေးအလုပ်တွေကိုပို့ပြီးအသေးအတန်လှုပ်လာတာပေါ့ဗျာဖះเจ้าကန်တွေကိုရွှေတွေထပ်ကတ်တယ်တန်ကားတွေကိုစွန့်ကတ်တယ်ဒါဟာသူ့ရဲ့စိတ်ထဲကကြောက်စိတ်တွေကိုကုသဖို့ကြိုးစားနေတာဗျဒါပေမဲ့အဲ့ဒီကုတူတွေကသူ့ရဲ့အင်ပါယာကြီးရဲ့အောက်ခြေမှာဖြစ်နေတဲ့အကြောင်းတွေကိုတော့မဖုံးကွယ်နိုင်ခဲ့ဘူးဗျတချင်ကတလောကလုံးကိုတုံလှုပ်စေခဲ့တဲ့ဘရင်နောင်ရဲ့အမိန့်တန်ဟာအခုတော့နန်းတော်နန်းရံတွေကြားမှာပဲပျောက်ကွယ်လူနီးပါးထစ်နေခဲ့တာဖြစ်ပါတယ်ဗျနန်းတော်နန်းရံကြားမှာပျောက်ကွယ်လူနီးပါးဖြစ်နေတဲ့အမိန့်တန်တွေဟာဘရင်နောင်ရဲ့နောက်ဆုံးအချိန်တွေကိုညွန့်ပြနေတယ်လို့ပဲဗျAD 1980ခုနှစ်ရောက်ခါနီးမှာဘရင်နောင်ဟာသူ့ရဲ့အိမ်မက်ဟောင်းတဲ့
ရခိုင်ကိုပြန်တိုက်ဖို့ထပ်ပြီးစူးစမ်းပြန်တယ်ဗျဒါဟာတကယ်ကိုအန်ဩစရာအကောင်းနဲ့မန်မာနာပဲပေါ့ဗျာခန္ဓာကိုယ်ကမလိုက်နိုင်တော့ပေမဲ့စိတ်ကတော့အရှုံးမပေးခြင်းသေးဘူးဗျသူဟာရခိုင်ကိုတိမ့်ပိုင်နိုင်မှသာသူ့ရဲ့အင်ပါယာကြီးကပြည့်စုံမယ်လို့ယူဆနေတာကိုဗျဒါပေမဲ့ဒီတစ်ခါမှာတော့ကန်ဂျမာကသူ့ကိုညံ့နေတာမပေးတော့ဘူးဗျစစ်ပြင်းစင်မှုတွေလုံနေတော့မှပဲဘရင်နောင်ဟာရုတ်တရက်နာမကျန်းဖြစ်လာတာပေါ့ဗျသူဟာကဒင်းပေါ်မှာလဲနေရင်းနဲ့သူတီဆော့ခဲတဲ့သွေးစွန်းခဲတဲ့အောင်ပွဲတွေကိုပြန်မြင်နေရမှာပဲဗျသူသိမ့်ပိုက်ခဲတဲ့မျိုးပေါင်းများစွာတက်ဖြတ်ခဲတဲ့လူပေါင်းများစွာရဲ့အသက်တွေဟာသူ့ရဲ့စိတ်ထဲမှာအရေးလိုလိုက်နေမှာပဲပေါ့ဗျဘရင်နောင်ဟာအာနာကိုဘလို့ပဲစုပ်ကိုက်ထားခြင်းပေမဲ့တေးခြင်းတရားကိုတော့ဘယ်လို့မှတားဆီးလို့မရခဲ့ဘူးဗျသူ့ရဲ့နောက်ဆုံးထွက်သက်မှာသူဘာကိုတွေးနေမလဲဆိုတာကတော့တကယ်ကိုစဉ်းစားစရာပါပဲဗျသူဟာစင်ဖြူရှင်းဆိုတဲ့ဘွဲထူးကိုရခဲ့ပြီမဲ့တေးတဲ့အချိန်မှာတော့ဘာတစ်ခုမှယူသွားလို့မရခဲ့ဘူးဗျသူထားခဲ့တာကတော့စစ်ပွဲတွေကြောင့်ပျက်စီးနေလေပြည်သူတွေရဲ့ဘဝတွေနဲ့အချင်းချင်းအာနာလူကိုချောင်းနေကြတဲ့မင်းသားတွေပဲရှိတာပေါ့ဗျဘရင်တော်ရဲ့တေဆုံးမှုဟာဟန်တာဝရီအင်ပါယာကြီးပြိုလဲဖို့အတွက်မိမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်ဗျဘရင်နောင်ရဲ့ရုပ်ကလပ်ကိုမိတင်းကြလိုက်တဲ့မိကိုရီဟာဟန်တာဝရီရဲ့ကောင်းကင်ယံမှာပျောက်ကွယ်သွားတာနဲ့တပြိုင်နက်သူတိဆောက်ခဲ့တဲ့အင်ပါယာကြီးဟာလေအဖက်ဖက်ခဏပြိုကိုရမှုအစပြုလာတော့တာပဲဗျအာနာဆိုတာစွတ်ကင်ထားတော့ကတော့ခိုင်းမြန်တယ်လို့ရှိပေမဲ့အဲ့ဒီအာနာကိုကြောက်ရွံ့မှုနဲ့ပဲတိဆောက်ခဲ့မယ်ဆိုရင်အရှင်သခင်မရှိတော့တဲ့အခါအကုန်လုံးကယုံထွက်ဖို့ပဲကြိုးစားကြတာတဘာဝပဲပေါ့ဗျဘရင်နောင်ရဲ့သားတော်နန္ဒဘီရင်ဟာနန္ဒလာပေမဲ့သူ့ရှေ့မှာရှိနေတာကဂုံချက်သေးရမဟုတ်ပဲအဖေဖြစ်သူထားခဲ့တဲ့စစ်ပွဲကြီးရဲ့အကျွေးနဲ့နာကြီးမှုတွေပဲဖြစ်နေတာဗျအဲ့ဒီအချိန်မှာဘရင်နောင်ဟန်တာဝရီမှာဓာစာကန်အဖေခေါ်ထားခဲ့တဲ့ယိုရီယာမင်းသားနရေဆွမ်ဟာသူ့ရဲ့ဇာတိမီကိုပြန်ရောက်နေပြီဗျနရေဆွမ်ဟာဟန်တာဝရီမှာနေခဲ့ရတဲ့နှစ်တွေအတွင်းဘရင်နောင်ရဲ့စစ်ဗျူဟာတွေကိုတင်မဟုတ်ပဲအင်ပါယာကြီးရဲ့အားနည်းချက်တွေကိုပါအလွတ်ရနေခဲ့တာဗျဘရင်နောင်ဟာယူတွေကိုအထမသိမ့်ပိုက်ပြီးခေါ်လာခဲ့ပြီမဲ့သူတို့ရဲ့နှလုံးသားကိုတော့ဘယ်တော့မှမသိမ့်ပိုက်နိုင်ခဲ့ဘူးဆိုတာနရေဆွမ်ကကောင်းကောင်းသိနေတာပေါ့အေဒီ1584ခုနှစ်မှာနရေဆွမ်ကယိုရီယာဟာဟန်တာဝရီရဲ့လက်အောက်ခံမဟုတ်တော့ကြောင်ကြီးညာလိုက်တဲ့အခါမှာတော့နန္ဒဘရင်ဟာအဖေဖြစ်သူရဲ့ဂုံတိတ်ခါကိုထိုင်းဖို့အတွက်စစ်တပ်တွေကိုအကြိမ်ကြိမ်လွှတ်ပြီးတိုက်ခိုင်းတော့တာပဲဗျဒါပေမဲ့ဒီစစ်ပွဲတွေဟာအရင်ကလိုမဟုတ်တော့ဘူးဗျဘရင်နောင်ရဲ့လက်ထက်ကလေးကစစ်ပန်းနေတဲ့စစ်သားတွေဟာအထိပ္ပယ်မရှိတဲ့စစ်ပွဲတွေထဲမှာထပ်ပြီးအသေးမခံချင်ကြတော့ဘူးပေါ့ဗျနန္ဒဘရင်ဟာစစ်ရှုံးလေးပို့ပြီးရက်ဆက်လေးဖြစ်လာတာဗျသူဟာစစ်တပ်ထဲကထွက်ပြေးတဲ့သူတွေကိုတင်မဟုတ်ပဲသူတို့ရဲ့မိသားစုတွေကိုပါတပ်ဖြတ်ဖြစ်တဲ့အထိယူသွားလာခဲ့တာဗျဘရင်နောင်ထားခဲ့တဲ့အင်ပါယာကြီးဟာအခုတော့အချင်းချင်းတပ်ဖြစ်နေတဲ့သွေးစွန်းတဲ့မြေပြင်ကြီးဖြစ်လာခဲ့ရတာပေါ့ဗျအင်းဝတောင်ငူနဲ့ပြည်မြို့တွေကမင်းသားတွေဟာလည်းဟန်တာဝရီကိုကြောခိုင်းကုန်ကြပြီဗျဘရင်နောင်ဟာတလောင်ကလုံးကိုစူးစီးခဲ့တယ်လို့ဂုံယူခဲ့ပေမဲ့တကယ်တမ်းကျတော့သူဟာပောက်ကွဲလူနီးပါဖြစ်နေတဲ့ဘုံကြီးတစ်လုံးကိုပဲတားဖြစ်သူလက်ထဲအတင်းထည့်ပေးသွားခဲ့တာဖြစ်ပါတယ်ဗျဟန်တာဝရီရဲ့ရွှေရောင်တောက်နေတဲ့ပြာသက်ကြီးတွေဟာနောက်ဆုံးတော့မီးလင်နေကြမှာအရေးပြောပြီးပြာပုံအတိထစ်သွားခဲ့ရတာပေါ့ဗျာAD 1599ခုနှစ်မှာတောင်ကိုနဲ့ရခိုင်တပ်တွေပေါင်းပြီးဟန်တာဝရီကိုဝိုင်းတိုက်လိုက်တဲ့အခါမှာတော့ဘရင်နောင်တိဆောက်ခဲ့သမျှအရာအားလုံးဟာမျက်စိရှေ့မှာပင်ပျက်စီးသွားခဲ့တာကနန္ဒဘရင်ဟာလည်းသူ့အဖေရဲ့ဖုံးတကိုးကိုမထိန်နိုင်ပဲတောင်ကိုအကျဉ်းသားဖြစ်ဖမ်းခေါ်သွားခြင်းခံခဲ့ရပြီးအဲ့ဒီမှာပဲအသက်ပြောက်ခဲ့ရတာပေါ့ဒါဟာသွေးနဲ့တိဆောက်ခဲ့တဲ့အင်ပါယာတစ်ခုရဲ့နောက်ဆုံးနေကုန်းပဲဖြစ်ပါတယ်ဗျာဘရင်နောင်ဟာတလောကလုံးကိုသူ့ခြေဘဝအောင်ရောက်အောင်ရုပ်နိုင်ခဲ့ပြီမဲ့သူတည်ပြီး18နှစ်အကြာမှာတော့သူစူးစီးခဲ့တဲ့နဲမြေတွေဟာတစီစီပြန်ကွဲသွားခဲ့တာဗျဒီသမိုင်းကြောင်းကိုကြည့်ရင်ကျွန်တော်တို့အတွက်သင်ခန်းစာတစ်ခုကတော့အရန်ကိုရှင်းနေတာဗျာအာနာဆိုတာလူတွေကိုကြောက်ရွံ့အောင်လုပ်လို့ရပေမဲ့ချစ်ခင်မြတ်နိုးလာအောင်တော့လုပ်လို့မရဘူးဆိုတာပဲဗျဘရင်တော်ဟာစစ်တူကြီးကောင်းတွေတော့ဖြစ်နိုင်ပေမဲ့လူတွေရဲ့နှလုံးသားကိုသိမ့်ပိုက်ဖို့ထက်နေမြေတွေကိုသိမ့်ပိုက်ဖို့ကိုပဲဦးစားပေးခဲ့တာဗျာအတမသိမ့်ပိုက်ထားတဲ့အရာမှန်သမျှဟာခိုင်ငဲမှုမရှိဘူးဆိုတာဟန်တာဝရီရဲ့ပျက်စီးမှုကတက်တည်ပြိုင်နေတာပေါ့ဗျာသွေးနဲ့ရင်းပြီးရလာတဲ့အောင်ပွဲတွေဟာလည်းသွေးနဲ့ပဲပြန်ပြီးဆုံးသွားရတာတော့လောကရဲ့နေရာမှာပဲထူပါတယ်ဗျာမြတ်စွာဘုရားရှင်ကတပ်ပေသင်္ခါရအနိစ္စလို့ဟောကြားခဲ့တာဗျာအရာအလုံးဟာမမြဲဘူးဆိုတဲ့သဘောပေါ့ဗျာဘရင်တော်ရဲ့အာနာဇတ်တွေရွှေနန်းတော်ကြီးတွေနဲ့သိန်းကြီးတဲ့စစ်တပ်ကြီးတွေဟာလည်းအချိန်တန်တော်ပျောက်ကွယ်သွားတာပဲဗျာ
လောဘနဲ့ဒေါသအပေါ်မှာတိဆောက်ထားတဲ့ဘဝဟာဘလောက်ပဲကြီးကျယ်နေပါစေနောက်ဆုံးမှာတော့ဆင်းရဲဒုက္ခနဲ့ပဲလမ်းဆုံးရတာဗျစစ်မှန်တဲ့အောင်နိုင်သူဆိုတာသူတစ်ပါးကိုနှိုက်ဆက်ပြီးအောင်နိုင်တာတဲ့မိမိရဲ့စိတ်ကိုအောင်နိုင်တဲ့သူကသာအမျက်ဆုံးဖြစ်ပါတယ်ဗျသမိုင်းနဲ့အမှန်တရားအစီအစဉ်ကနေအခုလိုဘုရင်နောင်ရဲ့ဘဝဇာတ်ကြောင်းကိုအစကနေအဆုံးအထိအတူတူလေ့လာခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာသမိုင်းဆိုတာသင်ခန်းစာယူဖို့ဖြစ်တယ်လို့ကိုယ့်ဘဝကိုအမှန်တရားနဲ့ယဉ်ပြီးရှောက်လန်းဖို့အတွက်လည်းလမ်းပြပေးတာဗျာအားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေဗျာ